ဒီကဘာမြေပုံကိုကြည့်လိုက်ပါအဲ့ဒီထဲကတနေရာမှာ Greenland နဲ့ Africa တို့ရှိပါတယ်ခင်ဗျားတို့တသက်လုံးဒါတွေကိုအတူတူမြင်ဖူးကြမှာပါပထမဆုံးကြည့်လိုက်ရင်တော့ဘာမှထူးခြားတာမရှိပါဘူးတိုက်ကြီးတွေကဖျားတာနေပုံရပါတယ်အရွယ်စားတွေကလည်းမှန်ကန်နေပုံရပါတယ်ဒါကကျွန်တော်တို့အများစုယုံကြည်ဖို့သင်ယူခဲ့ရတဲ့မြေပုံပါဒါပေမဲ့အဲ့ဒီထဲမှာခေတ်သစ်ပထဝီဝင်ရဲ့အကြီးမားဆုံးလွဲမှားမှုတွေထဲကတစ်ခုရှိနေပါတယ်ဒီမြေပုံမှာအင်အားကိုအရွယ်စားနဲ့ဖော်ပြထားပါတယ်အချို့နေရာတွေကိုထင်ရှားအောင်ပြုလုပ်ထားပြီးအချို့ကတော့တိတ်တဆိတ်ရှော့ချထားပါတယ်သူတို့ကတင်းငယ်လို့မဟုတ်ပဲမြေပုံကသူတို့ကိုခြုံထားလို့ပါယင်းနီးနေတဲ့အရာကအမှန်တရားနဲ့ထပ်တူမကြပါဘူးအာဖရိကဟာဂရင်းလန်းထက်လေးစားပိုကြီးပါတယ်လေးစားပါဒါကအနီးဆက်ဆုံးတွက်ချက်မှုအမှားမဟုတ်ပါဘူးဒါကရှူတောင်းအမြင်မဟုတ်ပါဘူးဒါကစိုးရလာတဲ့အလွယ်မှားမှုတစ်ခုပါပြီးတော့အစိုးရလာတဲ့အပိုင်းကတော့ဒါပါပဲဒီမြေပုံကပဲကျွန်တော်တို့ကဘာကြီးကိုဘယ်လိုလေးလာရမလဲဆိုလာပုံဖွဲ့ပေးခဲ့တာပါစာသင်ခန်းတွေပြတ်ထန်းစာအုပ်တွေရုပ်ရှင်တွေသတင်းတွေနဲ့မှတ်တမ်းတင်ဗီဒီယိုတွေမှာပေါ့ကဘာမီအပေါ်ကျွန်တော်တို့ရဲ့စိတ်ကူးခုန်ရိပ်ကိုဒါနဲ့ပဲတည်ဆောက်ခဲ့တာပါဒီမြေပုံကို Mercator projection လို့ခေါ်ပါတယ်ဒါဟာတမိုင်းတစ်လုံးအသုံးအများဆုံးကဘာမြေပုံထပါတယ်Greenland ကအကြီးကြီးလို့ထင်ရတယ်။ယူရှားကလည်းအဆုံးမရှိသလိုပဲကနေဒါနဲ့ Alaska တို့ကမြောက်ဘက်ခြမ်းမှာကြီးစိုးနေတယ်။အာဖရိကကတော့ပုံမှန်ပဲလို့ထင်ရတယ်။အာဖရိကဟာကမ္ဘာပေါ်မှာအကြီးဆုံးကုန်းမြေထူကြီးတွေထဲကတစ်ခုဆိုတာကိုဘာကမှအရေးအယောင်မပြနေပါဘူး။ဒါပေမဲ့ပုံပြက်နီလာတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့အဲ့ဒီအမြင်မှာမှုဟာပျောက်ကွယ်သွားပါတယ်။အာဖရိကရဲ့တရက်အရွယ်အစားကိုပြလိုက်တဲ့အခါမှာတော့အမေရိကန်ပြည်ထောင်စုတစ်ခုလုံးဟာသူ့ထဲမှာဆန်သွားပါတယ်။ဂျီနိုနိုင်ငံလည်းဆန်ပါတယ်။အိန္ဒိယနိုင်ငံလည်းဆန်ပါတယ်။ဥရောပနိုင်ငံအများစုကိုလည်းထည့်လို့ရပြီးနေရာတွေတောင်ပိုနေပါသေးတယ်။အာဖရိကဟာကြီးယုံတင်မဟုတ်ပဲအန်အောစရာကောင်းလောက်အောင်ကိုကြီးမားတာပါ။ Mercator projection ပေါ်မှာအကြီးကြီးလို့ထင်ရတဲ့ Greenland ဟာတကယ်တော့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံလောက်ပဲရှိတာပါ။အာဖရိကလည်းနိုင်ငံတစ်ခုလောက်ပဲရှိတာပါနောက်ထပ်အကြီးကြီးလို့ထင်ရတဲ့ Alaska ဟာလည်းလီဘီယာနိုင်ငံထက်ပိုသေးပါတယ်မြေပုံဟာခြေကားထားယုံတင်မဟုတ်ပဲလက်တွေပေါ်ကိုပြောင်းပြန်လန်းပစ်လိုက်တာပါဒါဆိုရင်ဒီလောက်အထိမှမှန်ကန်တဲ့မြေပုံကဘာကြောင့်ရှိနေရတာလဲလုံးဝမရှိခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒါဟာပထဝီတင်ကြားဖို့ရည်ရွယ်ခဲ့တာမဟုတ်လို့ပါ။ Mercator projection ကို1569ခုနှစ်မှာ Gradius Mercator လို့ခေါ်တဲ့ Flemish မြေပုံဆွဲပညာရှင်တူကဖန်တီးခဲ့တာပါ။သူရဲ့ရည်ရွယ်ချက်ကပညာရေးအတွက်မဟုတ်ပဲရေချောင်းသွားလာရေးအတွက်ဖြစ်ပါတယ်။1500ပြည့်နှစ်တုန်းကတင်ပေါ်သားတွေဟာတီးကြတဲ့ကုန်းမြေအရွယ်စားတွေကိုမလိုအပ်ခဲ့ပါဘူး။သူတို့လိုအပ်တာကယုံကြည်စိတ်ချရတဲ့လမ်းညွှန်ချက်တွေပါ။အကယ်၍တင်ဟာသမုဒ္ဒရာကိုဖျက်ကျော်မယ်ဆိုရင်မြင်းဖြောင်တစ်ကြောင်ဆွဲလိုက်တာနဲ့တလုံးလုံးမှာတူညီတဲ့အိမ်မြောင်လမ်းညွှန်ချက်အတိုင်းလိုက်သွားနိုင်မယ်မြေပုံတစ်ခုလိုအပ်ပါတယ်။Mercatorကအဲ့ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးခဲ့ပါတယ်။ဒီမြေပုံပေါ်မှာမြင်းဖြောင်တိုင်းဟာတည်ငြိမ်တဲ့လမ်းကြောင်းတစ်ခုကိုကိုးစားပြုပါတယ်။ရေကြောင်းသွားလာရေးအတွက်တော့ဒါဟာတော်လိုင်းရေးတစ်ခုပါလေ။ဒါပေမဲ့တီးခြားမှုအတွက်တော့ပေးဆက်မှုတစ်ခုရှိခဲ့ပါတယ်။လမ်းကြောင်းကိုထိန်းသိမ်းဖို့အတွက် Equator ကနေဝေးခွာသွားလေကုန်းမြေတွေဟာပိုပြီးတော့စမ်းထွက်လာလေးပါပဲဝင်ယူစွန်နာမှာတော့ပုံပြက်ရွေမုံဟာအလွန်အမြင့်ဖြစ်သွားပါတယ်ဂရင်းလန်းကကျေပြန်လာပြီးအန်တာတိကာကဖောင်ကာလာကမြောက်ဘက်တိုက်ကြီးတွေဟာလက်တွေ့ထပ်ပိုခီမာလာပါတယ်အီကွေတာအနီကနိုင်ငံတွေကတော့အတော်အတန်တိကျနေစီပေမဲ့မြောက်ဘက်နဲ့တောင်ဘက်ကအရာအလုံးကတော့ပုံကြီးချဲ့ထားသလိုဖြစ်နေပါတယ်မက်ကေထာကဒါကိုသိပါတယ်သူဟာဒီပုံပြက်လွေမှုကိုနားလည်ခဲ့ပါတယ်သူဟာဒီမြေပုံကိုစာသင်ခန်းတွေဒါမှမဟုတ်အေခန်းတွေမှာချိဆွဲဖို့ဘယ်တော့မှရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဒါဟာတင်ပေါ်သားသုံးကရိယာတစ်ခုပါမက်ကေထာမြေပုံဟာဥရောပရဲ့နယ်မြေရှားဖွေအေးနဲ့အင်ယာတီထောင်တဲ့ခေတ်မှာပြန်နှံလာခဲ့တာပါဒီမြေပုံပေါ်မှာဥရောပဟာကြီးမားပြီးဘာအုပ်ကားတာလွှမ်းမိုးထားတယ်လို့မြင်ရပါတယ်ဗြိတိန်ဟာအင်အားကြီးပုံပေါက်ပြီးစကန်ဒီနေဗီးယားကလည်းအလွန်ကြီးမားနေပါတယ်အာဖရိကဟာမြောက်အမေရိကနဲ့ဥရောပနှစ်ခုပေါင်းထပ်ပိုကြီးပြီးမြဲဒီမြေပုံမှာတော့တင်းငယ်ပြီးထိန်းချုပ်ရလွယ်ကူတယ်လို့မြင်ရပါတယ်ဒါဟာရည်ရွယ်ချက်ရှိရှိဝါဒဖြန့်တာလား
အစားပိုင်းမှာတော့မဟုတ်တော့ပါဘူးဒါပေမဲ့ကဘာကြီးရဲ့ဒီပုံစံဟာစံနှုန်းတစ်ခုဖြစ်လာတဲ့အခါမှာတော့ဆွဲမြဲသွားခဲ့ပါတယ်စားစုနှစ်တွေတလုံးရှောင်းမှာတော့ဒါဟာအမြင်တွေကိုတိုက်တစိတ်ပုံဖွေပေးခဲ့ပါတယ်ဘယ်သူကကြည်တယ်လဲဘယ်သူကသေးတယ်လဲဘယ်သူကဘာအုပ်ကားပြီးဘယ်သူကအစွန်းအဖျားမှရှိတယ်လဲနောက်ထပ်အကြောင်းရင်းတစ်ခုကတော့ရင်းနှီးကျွမ်းကျင်မှုပါကဘာကြီးရဲ့ပုံရိပ်တစ်ခုတည်းကိုပဲမြင်ပြီးကြီးပြင်းလာတဲ့အခါတခြားကွဲပြားတာမှန်သမျှဟာမှားယွင်းနေတယ်လို့ခန်းစားရတတ်ပါတယ်။ဧရိယာအချို့အစားမှန်မြေပုံတွေဟာထူးဆန်းနေတတ်ပြီးဘဲအုပ်ပုံမြေပုံတွေဟာလည်းမမှန်ကန်တယ်လို့ခန်းစားရပါတယ်။ဒါဟာသူတို့ကမတိကျလို့မဟုတ်ပဲကျွန်တော်တို့ကျင့်သားရနေလာတွေကိုစိန်ခေါင်နေလို့ပါ။ပုံမှန်ဖြစ်နေတာကအမှန်တရားဖြစ်လာခဲ့ပါတယ်။တကယ်ဖြစ်တဲ့နာကတော့ဒါပါ။ကျွန်တော်တို့ဟာအခုဆိုစက်ကူမြေပုံတွေနဲ့လမ်းမရှာတော့ပါဘူးကျွန်တော်တို့ GPS ကိုသုံးကြပါတယ်ကြိုးတောင်တွေအချိန်နဲ့တဖြည်းဖြည်း digital line နဲ့စနစ်တွေမက်ဂီတာမြေပုံရဲ့မူလရည်ရွယ်ချက်ကနေစဉ်ဘဝမှာအသုံးမဝင်တော့ပါဘူးဒါပေမဲ့လူသန်းပေါင်းများစွာကကဘာကြီးကိုဒီလိုပဲမြင်ယုံနေကြစေပါပြီးတော့မြေပုံတွေကဗန်းမလိုက်တာမျိုးမဟုတ်ပါဘူးသူတို့ကကဘာကြီးကိုပြယုံတင်မကပဲအာနာအကွာဝေးလူဦးရေအရင်းရစ်မဲ့တွေနဲ့ကဘာလုံးဆိုင်ရာသတင်းတွေကိုကျွန်တော်တို့ဘယ်လိုအတိအပံဖွင့်ဆိုတယ်လဲဆိုတာကိုပါပုံဖော်ပေးပါတယ်ဒီလိုပုံပြရွေမှုကပညာရေးဆိုင်ရာသက်သက်မဟုတ်တော့ပါဘူးအာဖရိကသမယက်ကပညာရေးနဲ့မီဒီယာတွေမှာမက်ဂီတာမြေပုံကိုဆက်လက်အသုံးပြုနေတာကိုပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ပါတယ်သူတို့ရဲ့အကြောင်းပြချက်ကရိုးရှင်းပါတယ်အာဖရိကကိုတရက်ထက်ပိုသေးဆောင်ထက်ခါတလဲလဲပြသတဲ့အခါအရေးပါမှုနဲ့ဆက်ဆက်မှုဆိုင်ရာခင်းနောက်ကျတဲ့အတွေ့အခေါ်တွေကိုပို့ခိုင်းပါစေပါတယ်။ရလက်အနေနဲ့အာဖရိကအဖွဲ့အစည်းတွေနဲ့ပညာရေးမှုတွေက area 2မြေပုံတွေကိုအသုံးပြုဖို့တိုက်တွန်းခဲ့ကြပါတယ်။အဲ့ဒါကအာဖရိကကိုသူ့ရဲ့တရက်အတိုင်းအတိုင်းပြသတဲ့မြေပုံတွေပါ။အဲ့ဒီမြေပုံတွေမှာအာဖရိကကချဲကားထားတာမျိုးမဟုတ်ပဲတစ်ကြမှန်ကန်နေပါတယ်။ဒါကဂုံယူဝင့်ကြွမှုအတွက်မဟုတ်ပါဘူး။ရာစုနှစ်ပေါင်းများစွာကဘာလုံးဆိုင်ရာအမြင်ကိုပုံဖော်ခဲ့တဲ့အမြင်အာရုံမမျှတမှုကိုပြုပင်ပေးဖို့ပဲဖြစ်ပါတယ်။မြေပုံတွေကတမိုင်းကိုထင်ရယုံတင်မကပဲတမိုင်းကိုထက်တလဲလဲဖြစ်စေနိုင်တယ်လို့ပြုပင်ပေးနိုင်စွမ်းလည်းရှိပါတယ်။လုံးဝနဲ့ကဘာကြိုအတွက်ပြည့်စုံတဲ့မြေပုံအပြားဆိုတာမရှိပါဘူး။မြေပုံစွမ်းလေးတိုင်းမှာအားနဲ့ထပ်အားသာချက်တွေရှိကြပါတယ်။အချို့က area ကိုဦးစားပေးပြီးနိုင်ငံတွေကိုသူတို့ရဲ့အစစ်မှန်အရွယ်အစားအတိုင်းပြသကြပါတယ်။အဲ့ဒီမြေပုံတွေမှာအာဖရိကဟာအလွန်ကြီးမားနေတာကိုတွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူကတကယ်ကြီးလို့ပါ။အခြားမြေပုံတွေကတော့အရွယ်အစားပုံထန်နဲ့အကွာဝေးလွယ်မမှုတွေကိုရှော့ချပြီးမျှတအောင်စူးစမ်းကြပါတယ်။ဘယ်မြေပုံမှပြည့်စုံခြင်းမရှိပေမဲ့အများစုကတော့ပိုပြီးမှန်ကန်ကြပါတယ်။အကယ်၍သင်ဟာသင်နိုင်ငံမှာကပောက်မြေပုံတစ်ခုချိဆွဲတော့မယ်ဆိုရင်အဲ့ဒါဟာ16ရာစုကသင်ပေါ်သားတယောက်ရဲ့လိုအပ်ချက်တွေကိုထင်ရနေတာမျိုးမဖြစ်သင့်ပါဘူး။အဲ့ဒါဟာလက်တွေ့ဘဝကိုထင်ရနေသင်ပါတယ်။ဘာလို့လဲဆိုတော့အာဖရိကကသင်းငယ်ပြီးယောရိုကကြီးမားနေတယ်အကွာဝေးတွေကလည်းဂျုံနေဒါမှမဟုတ်ချဲကားထားတဲ့မြေပုံကိုပဲတစ်ထက်လုံးကြည့်လာခဲ့မယ်ဆိုရင်အဲ့ဒါကသင်ရဲ့ကဘာအပေါ်နားလည်မှုကိုတိတ်တဆိတ်ပြောင်းလဲသွားစေနိုင်လို့ပါဂရင်းလန်းဟာအာဖရိကလောက်မကြီးပါဘူးနီးတောင်မနီးဆက်ပါဘူးဒါကြောင့်ကျွန်တော်တို့အမွေဆက်ခံခဲ့တဲ့အမားတွေကိုထပ်မလုပ်တော့ပဲအမှန်တရားကိုဖော်ပြတဲ့မြေပုံတွေကိုစတင်ကြည့်ရှုဖို့အချိန်တန်ပါတယ်ကျွန်တော်တို့ဟာပုံပြင်တွေကိုအမွေဆက်ခံတယ်လို့ပဲမြေပုံတွေကိုလည်းအမွေဆက်ခံခဲ့ကြပြီးဘယ်သူကဖန်တီးခဲ့တယ်လဲဘာတွေခြံလက်ထားခဲ့တယ်လဲဆိုတာကိုမေးခွန်းထုတ်လို့မရှိကြပါဘူးဒါပေမဲ့တစ်ခါလောက်အမားကိုမြင်ဖူးသွားပြီဆိုရင်တော့အဲ့ဒါကိုလက်ရှုဖို့မထင်နိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါဟာ Greenland ဒါမှမဟုတ်အာဖရိကအကြောင်းသက်သက်ပဲမဟုတ်လို့ပါပဲဒါဟာရင်းနှီးကျွဲမဲ့မှုကနေအမှန်တရားအဖြစ်ကိုဘယ်လိုအထိလွဲကိုပြောင်းလဲသွားနိုင်တယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်မြေပုံတွေဟာကဘာကြီးကိုပဲပြသနေတာမဟုတ်ပါဘူးကဘာကြီးကိုဘယ်လိုကြည့်ရမလဲဆိုတာကိုပါတိတ်တဆိတ်သင်ကြားပေးနေတာပါပုံရိပ်ကမှားယွင်းနေတဲ့အခါနောက်ဆက်တွဲနားလည်မှုတွေကလည်းမှားယွင်းသွားတတ်ပါတယ်ဒါကြောင့်နောက်တစ်ချိန်ကဘာမြေပုံကိုကြည့်တဲ့အခါဒါဟာပုံမှန်ပဲလားလို့မမေးပါနဲ့ဒီမြေပုံကတင့်ကိုဘာရီယုံကြည်ဖို့တောင်းဆိုနေတယ်လေဆိုတာကိုပဲမေးကြည့်လိုက်ပါ